ကျွန်တော်တို့ဟာခုချိန်မှာဘဝရဲ့ဘယ်အခြေအနေမှာပဲရောက်နေမဖြစ်မနေလုံးသိတဲ့အရာနှစ်ခုရှိပါတယ်။အဲ့ဒီအရာနှစ်ခုကတော့စာဖတ်တာနဲ့အင်္ဂလိပ်စာသင်တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့စာဖတ်ခြင်းနဲ့အင်္ဂလိပ်စာသင်ခြင်းကကျွန်တော်တို့ရဲ့ဘဝတွေကိုဘယ်လိုပြောင်းလဲပေးနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်ပါတယ်။မင်္ဂလာပါ Mind Talks Wiki ကနေပြီးတော့အားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်။ပထမဦးဆုံးစာဖတ်တာနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်ပါတယ်။ဘာကြောင့်ကျွန်တော်တို့စာဖတ်သင့်ပါသလဲ။လူတိုင်းမှာလူမှုရေးပြဿနာစီးပွားရေးပြဿနာစိတ်ပိုင်းဆိုင်ရာပြဿနာကျန်းမာရေးပြဿနာစသဖြင့်ပြဿနာကိုစီရှိလေရှိပါတယ်ဒီပြဿနာတွေရဲ့အဖြေကိုသိကျင်တယ်ဆိုရင်ကျွန်တော်တို့ဟာစာကိုမဖြစ်မနေဖတ်ရပါတယ်ဘာကြောင့်လဲဆိုတော့အခုကိုကြုံတွေ့နေရတဲ့ပြဿနာတွေကကမ္ဘာပေါ်မှာရှိတဲ့လူတစ်ယောက်တိုင်းကတော့ကိုယ့်ထက်အရင်ကြုံတွေ့ပြီးသားဖြစ်ပါတယ်ပြီးတော့သူတို့တွေကလည်းဒီပြဿနာရဲ့အဖြေတွေကိုရှာတွေ့ပြီးတော့ပြန်လည်မျှဝေပြီးသားဖြစ်ပါတယ်။များသောအားဖြင့်သူတို့တွေမျှဝေခဲ့တဲ့နေရာဟာစာအုပ်တွေဖြစ်နေလေရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ကခုချိန်မှာကိုရင်ဆိုင်နေရတဲ့ပြဿနာတွေကိုအထီးအောင်ဆုံးဖြေရှင်းခြင်းနဲ့ဆိုရင်အလုပ်တင်ဆုံးနီလန်ကစာဖတ်ခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့လူတွေကပြဿနာရဲ့အဖြေကိုတွေ့တာတော့မှသူတို့ရဲ့ဘဝကပြောင်းလဲသွားလိမ့်မရှိဘူးဗျ။ဘာကြောင့်လဲဆိုတော့သူတို့ကစာဖတ်တဲ့နေရာမှာအကြောင်းအရာအချက်လက်တည်တံ့ကိုပဲယူခဲ့လို့ပါနောက်ပြီးသူတို့ရရှိခဲ့တဲ့အချက်လက်တွေကိုသူတို့ရဲ့ကိုယ်ပိုင်ဘဝထဲမှာလက်တွေ့ကျင့်သုံးခြင်းမရှိလို့ပါတကယ်တော့စာဖတ်တယ်ဆိုတာအကြောင်းအရာကြီးကိုပဲသိရုံမဟုတ်ဘူးဗျစာဖတ်တယ်ဆိုတာကိုယ်တိုင်ကတခြားလူတစ်ယောက်စီကနေပြီးတော့အတွေ့အကြုံတွေကိုဝင်ရောက်ခံယူလိုက်တာပဲဖြစ်ပါတယ်စာဖတ်ခြင်းနဲ့ပတ်သက်ပြီးတော့အကောင်းတကအကောင်းဆုံးတွေတွေကတစ်ချက်ကကျွန်တော်တို့ကအခြားသူတွေလုပ်ခဲ့တဲ့အဆုံးဖြတ်ချက်အမှားတွေကိုသင်ယူလို့ရပါတယ်ဒီလိုသင်ယူလိုက်တဲ့အခါမှာကိုယ်တိုင်ဆုံးဖြတ်ချက်အမှားတွေလုံးမိနေခဲ့ရင်ငါအမှားတွေလုံးမိနေပါလားဆိုပြီးတော့မြန်မြန်ဆန်ဆန်သိကလမ်းမှန်ပေါ်မြန်မြန်ပြန်ရောက်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစာဖတ်ခြင်းကနေပြီးတော့ဒီအတွေ့အကြုံကိုအရင်ဥစွာယူခဲ့ပြီးသားဖြစ်လို့ပါ။နောက်ပြီးစာဖတ်ခြင်းကကျွန်တော်တို့အုံနောက်ရဲ့အလုပ်လုပ်ပုံကိုပြောင်းလဲပေးနိုင်ပါတယ်။ပုံမှန်လူတစ်ယောက်ဆိုရင်ပြဿနာတစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါမှာသူ့အနေနဲ့ပြဿနာကိုပပေါင်းတုံကနေပြီးတော့စဉ်းစားနိုင်စွမ်းမရှိပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့အမြင်ကတမတ်သေးပဲဖြစ်နေတော့ပါဒါပေမဲ့စာဖတ်တဲ့အခါမှာကျွန်တော်တို့ကဝိထုတုံမှာဇက်ကောင်10ယောက်ရှိရဆိုရင်ဇက်ကောင်10ယောက်လုံးရဲ့အမြင်ကိုကျွန်တော်တို့မြင်ရလေရှိပါတယ်ဒီຢာကလက်တွေ့ဘဝထဲမှာဘယ်လိုသုံးဝင်လဲဆိုတော့ကျွန်တော်တို့ကပြဿနာတစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါမှာဒီပြဿနာရဲ့အဖြေကိုပပေါင်းစုံကနေပြီးတော့စဉ်းစားကအကောင်းဆုံးအဖြေကိုထုတ်နိုင်ပါတယ်တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့လူကစာဖတ်ပြင်းတဲ့လူတစ်ယောက်ဆိုရင်ကျွန်တော်အနေနဲ့စာဖတ်တဲ့လေးခြင်းကိုဆွဲမြတ်နိုင်အောင်အဓိက၃ချက်ကိုပြောပြချင်ပါတယ်ပထမဆုံးတစ်ချက်ဒီနေ့ကိုစာသမမျက်နှာပဲဖတ်ပါစောင်းတုံလုံးကိုဖတ်မယ်လို့တွေးတာထက်ငါဒီနေ့တော့စာသမမျက်နှာပဲဖတ်မယ်လို့တွေးတာကကိုယ့်ကိုစာဖတ်ခြင်းစိတ်ပို့ပြီးတော့ဖြစ်စေပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကိုယ်ပဲသွားစောင်းတုံကိုတည်သွားပါကိုယ့်အနေနဲ့ကိုသွားလျာနေရာတိုင်းမှာစောင်းတုံရှိနေတဲ့အခါမှာစာဖတ်တဲ့လေးခြင်းကကိုနဲ့အတူပို့ပြီးတော့ဆွဲမြဲလာနိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ audio books တွေနားထောင်ပါကို့အနေနဲ့စာဖတ်ဖို့လုံးဝအချိန်မရှိဘူးဆိုရင် audio books တွေနားထောင်တာလည်းစာဖတ်ခြင်းလေးခြင်းကိုဆွဲမြဲစေဖို့တစ်ဖက်တစ်လမ်းကကူညီပေးနိုင်ပါတယ်နောက်တစ်ချက်ကတော့အင်္ဂလိပ်စာသင်တာပါတကယ်တော့အင်္ဂလိပ်စာကကျွန်တော်တို့မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတို့များများနဲ့ယဉ်ကျေးပြီးသားဘာသာစကားတစ်ခုပဲဖြစ်ပါတယ်ဒီယဉ်ကျေးပြီးသားဘာသာစကားကိုကိုယ့်ဘဝကိုပို့ပြီးတော့ကောင်းမွန်လာဖို့အတွက်အသုံးချလို့ရပါတယ်အင်္ဂလိပ်ဘာသာစကားကိုကောင်းကောင်းရေးတတ်တယ်ကောင်းကောင်းနားလည်တယ်ပြီးတော့ကောင်းကောင်းပြောတတ်တယ်ဆိုရင်ကိုယ့်အနေနဲ့အခွင့်အလမ်းတွေများစွာကိုရရှိနိုင်ပါတယ်ပထမဦးဆုံးကိုကအင်္ဂလိပ်စကားကိုကောင်းကောင်းရေးနိုင်တဲ့အခါမှာကိုလိုချင်တဲ့အချက်လက်တွေကိုဘယ်သူအကူအညီမှမပါဘဲနဲ့ကိုယ်တိုင်ရှာဖွေနိုင်ပါတယ်ပြီးတော့ကိုသင်ချင်တဲ့ပညာရပ်တွေရဲ့အခြေခံ80%လောက်ကိုလည်းဘယ်သူကိုမှအကူအညီတောင်းစရာမလိုဘဲနဲ့ကိုယ်တိုင်လေ့လာသင်ယူနိုင်လို့ရပါတယ်။နောက်ပြီးတော့ကိုယ့်အနေနဲ့အင်္ဂလိပ်စကားကိုကောင်းကောင်းနားလည်တဲ့အခါမှာကျွန်တော်အနေနဲ့အလုပ်သင်ဆုံးလို့ထင်တဲ့တစ်ချက်ကတော့ podcast တွေကိုနားထောင်ပါ။တကယ်တော့ podcast တွေကရွှေတွင်းဗျ။ဘာဖြစ်လို့လဲဆိုတော့ကိုက podcast နားထောင်ဖို့အတွက်ကိုယ့်အချိန်တနာရီပေးလိုက်မယ်ဆိုရင်ကိုပေးလိုက်ရတဲ့အချိန်ထက်ပိုပြီးတော့တန်ဖိုးရှိတဲ့အသိပညာများစွာကိုရရှိနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့podcast တွေက
ဒီတနာရီတွင်းမှာပြောမဲ့အကြောင်းအရာတွေအကုန်လုံးကိုတတ်မှတ်ပြီးသားဖြစ်လို့ပါပြီးတော့ podcast တွေနားထောင်တဲ့အခါမှာကိုယ့်ရဲ့အာရုံစိုက်နှံသွမ်းရတဲ့တိတတလေးကိုတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်နောက်ပြီးတော့ကိုယ့်အနေနဲ့အင်္ဂလိပ်ဘာသာစကားကို intermediate level လောက်ထိကောင်းကောင်းပြောတတ်တယ်ဆိုရင်တော့မှခြားလူတွေထပ်ပို့ပြီးတော့ခွင့်လန်းများစွာကိုရရှိနိုင်ပါတယ်ဒါကြောင့်ခုချိန်မှာကိုဘွားကစင်းရဲနေသည်ဖြစ်စေလဲလက်တန်းမှာရောက်နေတာပဲဖြစ်စေပြီးတော့ချမ်းသာနေသည်ဖြစ်စေခုပြောပြတဲ့စာဖတ်တာနဲ့အင်္ဂလိပ်စာသင်ယူတာကိုမဖြစ်မနေလုပ်ဆောင်ပါလို့ကြံပေးလိုပါတယ်ဒီဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကိုယ့်အနေနဲ့လမ်းမြောက်နေရလို့ခံစားနေရတဲ့လူတွေပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေကိုရင်ဖွင့်ကျင်တဲ့လူတွေကိုယ့်ရဲ့တနေ့တာလုံးကိုကြီးကြီးလင်းလင်းနဲ့ဖြတ်တန်းကျင်တဲ့လူတွေရှိရဲ့ကျွန်တော်ရဲ့ page Mind Talk ဆို wiki မှာလာရောက်ဆက်သွယ်လို့ရပါတယ်ကျွန်တော်အနေနဲ့ဒီပြဿနာတွေကိုကူညီဖြေရှင်းပေးနိုင်ပါတယ်အားလုံးကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေဗျာအားလုံးဘိုင်ဘိုင်